မင်္ဂလာပါရှင်2025ခုနှစ်မေလပြီးမြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်နှောမြောက်ပိုင်းပွင့်ပြူချောင်းကျေးရွာနေရိုဟင်ဂျာတွေကို ULA ကတင်ဆက်ဖိအားပေးကအကြမ်းလဝပေးစေခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းမှာမောင်နှောမြို့နယ်မြောက်ပိုင်းပွင့်ဖြူချောင်းကျေးရွာအုပ်စုအတွင်းနေရိုဟင်ဂျာတွေကိုအတင်းကျပ်ဖိအားပေးကအကြမ်းလဝပေးစေခိုင်းနေတယ်လို့ဒေသခံရိုဟင်ဂျာတိုင်ဝမ်ကပြောပါတယ်မောင်နှောမြောက်ပိုင်းမှာတိုင်ရအလုံးရှင်လက်နက်ပြေဆုံးတဲ့ရိုဟင်ဂျာရာတွေရဲ့တရားဝင်တရားထက်အစာလက်နက်ကိုင်အဖွဲ့ကူရှာဖွေနေတဲ့ဆိုရက်အရခါတက်တော်အင်အား150ခန့်ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့ကပွင့်ဖြူချောင်းကျေးရွာကိုဝင်ရောက်လာခဲ့ပြီးရိုဟင်ဂျာ20ဦးကိုဖမ်းဆီးကမျောတောင်ပွင့်ဖြူချောင်းလမ်းပိုင်းကခြုံတွေပင်ကိုရှင်းလင်းခိုင်းနေတယ်လို့သိရပါတယ်ပွင့်ဖြူချောင်းကရိုဟင်ဂျာလူငယ်20ကိုကလဝပေးရမယ်ဆိုပြီးဖမ်းခေါ်သွားတယ်မနက်8နာရီကနေညနေ4နာရီထိသူတို့ကိုမျောတောင်ပွင့်ဖြူချောင်းလမ်းပိုင်းကခြုံတွေပင်ကိုရှင်းလင်းခိုင်းနေတယ်နားကြိမ်မပေးဘူးထမင်းကျွေးတာစားတော့ကျွေးရလည်းမရှိဘူးရေတောင်မတိုက်ဘူးတစ်ချိန်လုံးရိုင်းနဲ့ဆဲဆိုပြီးအလုပ်ခိုင်းနေပါတယ်ဒီနေ့ဆို9ရက်ရှိပါပြီအနီးပတ်ဝန်းကျင်ရိုဟင်ဂျာရွာတွေကရိုဟင်ဂျာတွေကိုတနာလို့ထမင်းတော့ပို့ပေးတာတွေရှိတယ်ထမင်းဟင်းတွေကိုတပ်ဖွဲ့ဝင်တွေကအရင်စားပြီးပို့တာကိုပဲရိုဟင်ဂျာတွေကိုပြန်ကျွေးပါတယ်လို့ပွင့်ဖြူချောင်းအုပ်စုကအကြမ်းလဝပေးစေခိုင်းခံနေရတဲ့အခြေအနေကိုအသေးချာသိရှိသူတအုပ်ကသတင်းဌာန AN ကိုပြောချပါတယ် ULA ကမောင်နှောမြို့နယ်မြောက်ပိုင်းကရေးပါတဲ့လမ်းပိုင်းအလုံးနီးပါးကိုဒေသခံရိုဟင်ဂျာတွေစီကငွေကောက်ခံပြီးလဝပေးပို့ရိုဟင်ဂျာတွေကိုအကြမ်းစေခိုင်းကဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ရိုဟင်ဂျာသတင်းရင်းမြစ်ကပြောပါတယ်။မောင်နှောမြောက်ပိုင်းမှာကကွန်ကရစ်ဘန်ကာတွေလက်နက်ကြီးပင်စင်တွေပါဝင်မယ်။အခြေဆိုင်စစ်ကန်ကိုစားလို့ပို့ပြင်ဆောင်နေတာကြောင့်ယခုမေလဆန်ကနေမောင်နှောမြောက်ပိုင်းကရိုဟင်ဂျာရသားတွေကိုလှော်အားပေးနေဖြစ်ဓမ္မစေခိုင်းမှုဖမ်းဆီးတော့မယ်လို့လည်းသတင်းတွေထွက်ပေါ်နေပြီးမောင်နှောမြောက်ပိုင်းကရိုဟင်ဂျာအများများဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဗန်နီရဲ့စွန့်ခွာထွက်ပြေးဖို့ပြင်ဆင်နေကြတယ်လို့မောင်နှောမြောက်ပိုင်းရိုဟင်ဂျာသတင်းရင်းမြစ်ကပြောပါတယ်။